မှာဘာမှမသိတဲ့အဖင်းရောင်ယာကြီးတစ်ခုကကဘာကြီးတစ်ခုလုံးကိုလွှမ်းခြုံပြီးလူသားတွေအကုန်လုံးကြောက်ရွံ့ဖြစ်သွားခဲ့ပါတယ်ဒီအဖင်းရောင်ယာကြီးကြောင့်မို့လို့ပဲပြန်နေတဲ့လင်းရင်တွေအဖောက်တွေအကုန်လုံးကကြွရင်းသွားခဲ့ပါတယ်ဖြစ်သွားတဲ့လူတွေမှလည်းတချို့ကခေါင်းတွေခြေအကုန်ပြတ်ထွက်ကုန်ပါတယ်ဒီအချိန်မှာပဲဂူတခုအောက်မှာတော့ပထမဦးဆုံးကဘာရဲ့နိုးထသူဖူကဖာကထွက်ပေါ်လာခဲ့ပါတယ်ဖူကဖာကတော့သူ့အပြင်တခြားလူတွေအကုန်လုံးကပူတွဲလုပ်ခဲ့ပါတယ်သူကငယ်ငယ်လေးကလေးဟိုတက်ဒီတက်လုပ်တဲ့လူပေါ့အားလုံးမင်္ဂလာပါ Lady B Recap Channel ကနေပြန်လေးကြိုးဆိုလိုက်ပါတယ်ဒီနေ့မှာ Rafael ဝင်ဖားအဖွဲ့ကောင်းတဲ့ Dr. Stone ဆိုတဲ့ enemy figure လေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီချေသိပ္ပံခန်းထဲမှာ Fuga ဖာကိုထိုင်ကျူသူ့ရင်ထဲမှာအနှစ်အလတ်ထိန်းချုပ်ထားခဲ့ရတဲ့ခံစားချက်လေးကိုဒီနေ့မှာဖွင့်ပြောရဲမယ်ဆိုပြီးတော့ Fuga ဖာကိုတိုင်ပင်လိုက်ပါတယ် Fuga ဖာကလည်းငါကူညီပေးမယ်လို့ပြောလိုက်ပါတယ်ဖွင့်ပြောမယ့်ကောင်မလေးရဲ့နာမည်ကတော့ Euphoria ပဲဖြစ်ပါတယ်ထိုင်ဖူးချိန်တဲ့နေရာကိုလည်း Euphoria ရောက်နေပြီးသားဖြစ်ပါတယ်အဲ့ဒီချိန်မှာပဲဖာကတော့ထိုင်ကျူးဖွင့်ပြောနေတဲ့အချိန်မှာတခုခုကိုတတိထားမိသွားခဲ့ပါတယ်အဲ့ဒီချိန်မှာပဲခုနကအဖင်းရောင်ယာကြီးရောက်လာခဲ့ပါတယ်ထိုင်ဖူးကတော့ Euphoria ကိုကကွယ်ခဲ့ပေမဲ့သူကိုယ်တိုင်လည်းအရင်ဆုံးကြောက်ရွံ့ဖြစ်ပြီးမှ Euphoria လေးကြောက်ရွံ့ဖြစ်သွားခဲ့ပါတယ်သူ့အပြင်တနိုင်ငံလုံးကိုလေရင်တွေရောပါအကုန်လုံးပြတ်ကျသွားခဲ့တာမျိုးဖြစ်ပါတယ်ဒီဝက်နေတဲ့လူတွေအကုန်လုံးကလည်းမတည့်ရတဲ့ပုံစံမျိုးနဲ့ကြောက်ရွံ့ဖြစ်သွားတာဖြစ်ပါတယ်။ဘူးလည်းအဲ့လိုမျိုးပဲမတည့်ရရင်ကြောက်ရွံ့ဖြစ်သွားတာဖြစ်ပါတယ်။ဖူကတော့ Euphoria ကိုဖွင့်ပြောမဲ့ဟာမဖွင့်ပြောလိုက်ရတဲ့အတွက်ကြောင့်မလို့တော်တော်လေးကိုဒေါသပေါက်နေခဲ့ပါတယ်။ဒီအချိန်မှာပဲခုနကပြတဲ့ပုံလိုမျိုးပဲလူတွေအကုန်လုံးအချစ်ပြက်လက်ပြက်တွေဖြစ်ကုန်ပါတယ်။နှစ်ပေါင်းကလည်း1000နဲ့အတူပဲအရင်ကတရားဖီဝင်ခဲ့တဲ့မျိုးကြီးကလည်းဒဗဗီဖြစ်သွားခဲ့ပါတယ်။အဲ့ဒီချိန်ကူတကူထဲမှာတော့ထိုင်ဖူကနေပြီးတော့ကြောက်ထဲကနေနိုးထလာခဲ့ပါတယ်။ဖူကတော့နိုးချင်မဲ့အပြင်ဘက်ကိုအရင်ကြည့်ပြီးတော့မှတောထဲကိုထွက်လာခဲ့ပါတယ်။သူကလည်းရင်တော့ဖြစ်ပျက်တွေကိုဖင်းစားနေခဲ့ပါတယ်။သူကြောက်ရွံ့မဖြစ်ခင်တုန်းကကြောက်ရွံ့ဖြစ်နေတဲ့ဂျိုးကြငက်လေးကိုတူးရှိခဲ့ရပါတယ်။အဲ့ဒီဂျိုးကြငက်လေးကိုထိုင်ဖူကနေမကောင်းဖြစ်နေတဲ့ထင်ပြီးတော့ဖေကန်သွားပြဖို့လုပ်ခဲ့ပါတယ်။အဲ့ဒီချိန်မှာသူ့ရဲ့ crack လေးဖြစ်တဲ့ Euphoria ကလည်းဂျိုးကြငက်လေးကိုကင်ပြီးတော့ဖေကန်ပြဖို့အတူတူရောက်လာခဲ့ပါတယ်။အဲ့ဒီချိန်မှာသူကအကျဉ်းတစ်ခုရပြီး Euphoria ကိုလိုက်ရှာပါတော့တယ်။အဲ့ဒီချိန်မှာပဲ Euphoria ရဲ့ပုံလေးကိုမြင်ပြီးတော့သူက Euphoria ကိုမကာကွယ်နိုင်လို့ဆိုပြီးတော့ငိုနေခဲ့ပါတယ်။ဒီချိန်မှာသူကင်ထားတဲ့ပင်ရဲ့ဘေးနားမှာစာလေးကြောင်းမြင်လိုက်ပြီးတော့သူ့အပြင်ချလူရှိသေးတယ်ဆိုတော့တီးလိုက်ရပါတယ်။အဲ့ဒီလူကသူ့ရဲ့တငယ်ချင်းဖူကတ်ဖာပဲဖြစ်ပါတယ်။ဖူကတ်ဖာကိုပျော်လို့ပြေးဖက်ရဖူကတ်ဖာပိတ်ကန်ထလိုက်ပါတယ်။ဒီတော့ထိုင်ဖူကရေဖုံးနူထလာတာမဟုတ်ဘဲနဲ့ဖူကတ်ဖာကရေဖုံးနူထလာခဲ့တာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်တော့ထိုင်ဖူကိုနိုးထအောင်လုပ်ပေးခဲ့ရလဲဖူကတ်ဖာမို့လို့ပဲဖြစ်ပါတယ်ဖူကတ်ဖာက9လအတွင်းမှာဒီအိတ်တလုံးကိုလိုအပ်တဲ့အစားအစာတွေနဲ့အကုန်လုံးကိုဖောက်လုပ်ပြီးသွားပြီဖြစ်လို့ထိုင်ဖူကတော့ဖူကတ်ဖာကိုအားကျနေခဲ့ပါတယ်ထိုင်ဖူကလည်းဖူကတ်ဖာကိုငါမင်းအိမ်မှာနေလို့ရလားမီရိုဖူကတ်ဖာကရတယ်ဒါပေမဲ့မင်းအနေနဲ့ငါအိမ်မှာနေမယ်ဆိုရင်ငါခိုင်းရလုပ်ရမယ်ဆိုပြီးပြောလိုက်ပါတယ်ဖာပြောလို့မျိုးပဲထိုင်ဖူကမန်နေဂျာတော့လုပ်ရပါတယ်ထိုင်ဖူလုပ်ရမယ်လောက်ကတော့ခုဖူကတ်ဖတ်ပြတာရဲ့မှုနှမျိုးဖြစ်ပေမဲ့ထိုင်ဖူကအဖိတ်ရှိရမှုပါခူးလာခဲ့ပါတယ်ဒါပေမဲ့ဖူကတ်ဖတ်ကဖျားကြီးမို့လို့ဖိတ်မရှိအောင်ပြန်လုပ်ပေးလိုက်တာကြောင့်မလို့ထိုင်ဖူကိုဖတ်လို့ရသွားပါတယ်ဘိုင်းမှာတော့ထိုင်ဖူကဗပစ်သီးကိုခူးရင်းနဲ့ပါဖားပြီးတော့အရန်ကောင်းလို့ပြောနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအဝေးမှာတော့ကျောင်းရဲ့အကြောက်ရဆုံးလူမကြီးကိုတွေ့လိုက်ရပါတယ်ထိုင်ဖူကဂူတကူထဲမှာအရေးကြနေပြီလို့ဘာလဲဖူသွားကြည့်ပါတယ်ဖူကတ်ဖာကတော့အဲ့ဒါငါတို့ကိုရှင်းအောင်လို့လုပ်ပြီးခဲ့တဲ့အရေးဖို့ပြီးတော့ပြောလိုက်ပါတယ်ဒီအရေးနဲ့ဆိုရင်ဘယ်တော့မှဖုန်းနိုးထလို့ရတယ်ဆိုပြီးဖူကတ်ဖာကပြောလိုက်ပါတယ်အဲ့ဒါကိုသူတို့နှစ်ယောက်ဖန်သက်ခြင်းလို့ဆိုပြီးတော့ဂျိုးကြငတ်တကောင်ကိုယူပြီးတော့အဲ့ဒီရေနဲ့လှုပ်လိုက်ပေမဲ့လေငှက်ကဘာမှမဖြစ်သွားခဲ့ပါဘူးအဲ့တော့အဲ့ဒီရေရတာမရေမဟုတ်ပဲနဲ့လင်းနိုးရဲ့မဖင်နေပဲဖြစ်ပါတယ်အကောင်လုံးတော့ဖူကတ်ဖာကထိုင်ဖူကိုရှင်းပြနေခဲ့ပါတယ်ဖူကတ်ဖာကိုပြည်တီကူလာအောင်ပြောလိုက်ပါတယ်အခုချိန်မှာတော့ထိုင်ဖူကဖူကတ်ဖာခိုင်းတာခိုင်းလိုက်ရပါတယ်အဲ့ဒါကတော့ဝိုင်ဂျိုပြုတ်ပဲဖြစ်ပါတယ်အဲ့ဒီဝိုင်ကိုကြိုပြီးတော့ခုနကရလာတဲ့အရေတွေနဲ့ပေါက်ဖက်ပြီးတော့ကြောက်ခက်ကလူသားတွေကိုအသက်ပြည့်ရှောက်လို့ပို့ပါပဲသူတို့အနေနဲ့ပထမဆုံးမိဖို့ကြီးကိုရေကြိုဖို့လုပ်ခဲ့ပေမဲ့မရခဲ့ပါဘူးဒါပေမဲ့လေဖူကတ်ဖာကလက်ဖြော်ပဲလုပ်ခဲ့ရကြောင်းမလို့အောင်မြင်သွားခဲ့ပါတယ်လုပ်ပြီးရဲ့အချိန်မှာတော့ဖန်တက်ကြီးရဲ့အချိန်မှာပဲသူတို့လှုပ်ထားတဲ့ဟာကတကယ်ကိုအောင်မြင်သွားပြီးဂျိုးကြငှက်ကနေပြီးတော့သူတို့ရှိမှာပဲပြန်ဝဲသွားတာကိုကြည့်ရင်းနဲ့ထိုင်ဖူနဲ့ဖူကတ်ဖာကတော့အရန်ကိုပျော်ရွှင်နေခဲ့ကြပါတယ်ထိုင်ဖူရောဖူကတ်ဖာရောသူတို့ပြန်နေတဲ့ငှက်လေးကိုကြည့်ရင်းနဲ့အရန်ကိုသူတို့ရဲ့လောက်ရပေါ်ဝမ်းသာနေခဲ့ပါတယ်
ကစားမစ်တွေ့လားငါပြောတာပဲရောက်ငါလုံနိုင်ပါတယ်လို့ဆိုပြီးတော့ထိုင်ဖူကိုကြွားလိုက်ပါတယ်သူတို့ဒီတစ်ပိုင်းမှာတော့သူတို့အနေနဲ့ကဒီဘိုင်းမှာဖူကဖာနဲ့ထိုင်ဖူရဲ့ Euphoria ကိုကဲဖို့လုပ်ခဲ့ပါတယ်သူ Euphoria ကိုဖေးရင်လည်းလောက်မှကိုကြည့်နေတဲ့ဖူကဖာကိုထိုင်ဖူကမျိုးလုံးကိုထိုးလိုက်ပါတယ်ဘာဖြစ်လို့လဲဆိုရင်တော့အဝတ်မပါဘဲနဲ့ပေါ်လာမှာမို့လို့ Euphoria အရှက်ပြောင်းနိုင်နေဖို့ပြီးတော့အဝတ်စားဖို့ပြီးမှလုပ်မယ်လို့ပြောလိုက်ပါအဲ့ဒီချိန်သူတို့နာကိုဟိန်းကနေအတန်နဲ့သူချစ်တကြီးတကောင်ရောက်လာခဲ့ပါတယ်ချင်းတက်ကိုသူတို့ဘလို့မှမနိုင်မှန်းဒီလိုသူတို့နှစ်ယောက်ပစ်ကြအောင်ပြေးကြပါတော့တယ်အဲ့ဒီအချိန်တော်လန်တနေရာမှာတော့ထိုင်ဖူကဖူကစားရဲ့အရှိကိုရက်လိုက်ပြီးတော့ငါမင်းတို့နှစ်ယောက်ရှိမှနေပြီမယ်မင်းတို့ပြေးတော့ဆိုပြောလိုက်ပါတယ်ဟုတ်ပါတယ်ငငယ်တော့ကလေထိုင်ဖူကအဲ့လိုပဲဖူကစားအနိုင်ကျင့်ခံရရင်အရှိမှ तू ကဘာမှမလုပ်တတ်ပေမဲ့အဲ့လိုနေတတ်ပါတယ်အဲ့ချိန်မှာဖူကစားကအကြံရသွားပြီးတော့ဒီကျောင်းရဲ့လူမကြီးကိုနှိုးထားလိုက်ပါတယ်အဲ့ဒီလူမိုက်ကြီးနှိုးထားလာတာနဲ့တပြိုင်နက်ပဲသူ့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ကြောက်သားတွေနဲ့ပဲချင်းသေးရဲ့နောက်လိုက်တွေကိုအေးဖေးပဲဖော်ပြီးတော့ချင်းသေးကြီးကိုလည်းလက်သီးနဲ့ပဲအေးဖေးဖော်ပြလိုက်ပါတယ်ချင်းသေးကြီးလွှတ်ထွက်သွားကြည့်ပြီးတော့ဖူကဖာနဲ့ထိုင်ဖူကတော့အော်နေခဲ့ပါတယ်ဒီဘဲရဲ့နာမည်ကတော့ဖီရာပဲဖြစ်ပါတယ်ဖူကဖာကတော့အရန်ကိုမိုက်တယ်ဆိုပြီးပြောနေခဲ့ပါတယ်သူတို့လူဖြစ်လာမလားလို့လည်းပြောလိုက်ပါတယ်သူ့အနေနဲ့ဒီနိုင်ငံမှာနေရင်တော့ဘယင်တပားလူခံရမယ်ဆိုပြီးတော့လည်းပြောပြလိုက်ပါတယ်အခုကလည်းအချိန်မရှိဘူးငါတို့သွားကြရအောင်ဒီတော့တမနေငါတို့အနေရရှိတယ်ဆိုပြီးတော့ဒီအချိန်ဖီရာကတော့ဖူကဖာကိုငါရှိရမကြောက်နဲ့မင်းတို့ဒီမှာပဲနေလို့ပြောလိုက်ပါတယ်ဖူကဖာကတော့အေးဖီရာမင်းကတမ်းပါတယ်ဒါကြောင့်မလို့ချင်းသေးကြီးကိုထိုင်ငင်ငါတို့ချင်းသေးကြီးကိုလှုပ်ရှားကြမယ်လို့ပြောလိုက်ပါတယ်တစ်ဖက်မှာလည်းထိုင်ဖူကလဲရောထိုင်ဖူက Euphoria ရဲ့ကြောက်ရုပ်ကိုတက်ပြမှာမိပြီးတော့ထားလိုက်ပါတယ်ဖာရာကလည်းငါမဲလိုက်သွားလိုက်အောင်မဲခဏလေးဖောင်းလာခဲ့ဦးမင်းတို့အတွက်အရသာရှိတဲ့သားတွေပြင်ဆင်ခဲ့မယ်လို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲတောဝက်တွေကလည်းဖာရာကိုတိုက်ခိုက်နေကြဖာရာကလည်း6လောက်တစ်ချက်တင်းနဲ့တောဝက်တွေကိုအေးဖေးတက်ပြလိုက်ပါတယ်ငှက်ကိုတောင်မှလီဘောကနေဖမ်းပြ9ဦးတောင်မှရေတဲ့ဖင်မီလက်တစ်ဖက်နဲ့ဖမ်းနဲ့ဖာရာရဲ့ဖုန်းကိုတော့ကဖာရန်သဘောကျနေခဲ့ပါတယ်အချိန်မှာပဲဖာရာကကြောက်တုံးကြီးကိုလက်နဲ့ခွဲချလိုက်ပါတယ်အကောင်လုံးကတော့လန့်သွားခဲ့ကြပြီမဲ့အဲ့ထဲမှာမျိုးသမီးရုပ်လောင်တစ်ခုရှိနေခဲ့ပါတယ်ဒီချိန်ထိုင်ဖူကတော့ဖူကဖာကိုအဲ့ဒီဟာကိုအသက်သွင်းမယ်လို့ပြောလိုက်တော့ဖူကဖာတယောက်ကတော့အရန်ဟိုမှလန့်သွားခဲ့ပါတယ်ဖူကဖာကထိုင်ဖူအပြစ်ပေးရဲ့အနေနဲ့သူ့ရဲ့ခြေထောက်အောက်ကခယူးဝင်ကောက်ပြီးမင်းဒီလိုမျိုးခယူးကနေအမြန်လိုက်ကောက်လို့ပြောလိုက်လို့ထိုင်ဖူကမြန်လိုက်ကောက်နေခဲ့ရပါတယ်ဖူကဖာလည်းအခယူးကိုနဲ့လက်ကားမလုပ်ဘဲအမောက်တွေဖြစ်အောင်လုပ်ပြီးဒါငါတို့တို့အတုံးဝင်နေဖို့ပြီးတော့မီးဖြစ်အောင်လုပ်လို့ရတယ်ဆိုပြီးတော့ပြောလုပ်နေခဲ့ပါတယ်သူကိုနေရဲ့ဂျီဖူကြောင့်မလို့ပဲသူတို့အနေနဲ့ဆက်ပြတဲ့တုံးကိုရရှိသွားခဲ့ပါတယ်ဒါတွေကိုမြင်နေတဲ့ဖာရာကမင်းအသိပ္ပံကြီးကိုအရန်ကြွကျင်တာပဲမင်းရှိရင်တော့ငါအနေနဲ့ငါကဘာကြီးကိုတီထောင်လို့ရပြီလို့ပြောလိုက်ပါတယ်ဖူကဖာကတော့မင်းကဘာကဘာကိုတီထောင်မှုလဲလို့မေးတော့ငါကကလေးကြီးပဲရှိရဲ့ကဘာကိုတီထောင်ပါလို့ပြောလိုက်ပါတယ်ဖာကတော့လက်မခံပဲ3နှစ်တော့ကျိုးပါလို့ပြောလိုက်ပါတယ်ထိုင်ဖူကပြေးလာခဲ့ယူဖူရတော့အင်းရပြီမလို့ဖေးနဲ့တတ်သွေးပြီလို့ပြောလိုက်ပါတယ်ဖူကဖာကတော့လန့်သွားခဲ့ပါတယ်လည်းပြန်လာကြပြီးတော့ထိုင်ဖူကတော့ Euphoria တဲ့အိမ်ကိုပြီးနေခဲ့ပါတယ်။ဒီဖာရာကပဲတော့မှလည်းမသိရကြောင်မလို့ဖာရာမရှိတဲ့အချိန်မှာပဲ Euphoria အတွက်ဖေးကိုပြန် perfect နေခဲ့ပါအဲ့ချိန်ဖာရာကရောက်လာခဲ့ပြီးတော့မင်းဒီလိုဝကြိုငါ့ကိုဘာလို့မပြောပြရလဲလို့မေးတော့ဖူကဖာကနေပြီးတော့အော်ဘာလို့ပြောရလဲဆိုတော့ဒီကပေါင်းဖက်တာလွယ်ပါတယ်ကွာဆိုပြီးတော့ဖြစ်တဲ့နေရာဗီဒီယိုပြလိုက်ပါတယ်အဲ့ချိန်မှာပဲဖာရာကအန်အိုးဖွေကောင်းတဲ့အရာတစ်ခုကိုလုပ်လိုက်ပါတယ်အဲ့ဒီဟာကတော့သူ့ရဲ့အားနဲ့လူကြောက်ကြုတ်တစ်ခုကိုဖျက်ဆီးလိုက်တာပဲဖြစ်ပါတယ်ယူဖိုရီယာကိုလည်းဖျက်ဆီးဖို့လုပ်နေချိန်မှာပဲထိုင်ဖူကဖေးရအမြန်လောင်းချပေးလိုက်တာကြောင့်မလို့ယူဖိုရီယာအနေနဲ့အသက်ရှိနိုင်သွားခဲ့ပါတယ်ယူဖိုရီယာကိုဖမ်းလိုက်ပြီးတော့ယူဖိုရီယာကိုနိုးလာရတော့မလို့ထိုင်ဖူကအရန်ကိုပြောနေခဲ့ပါတယ်ယူဖိုရီယာနိုးလာပြီးအိုးငါနိုးလာရွယ်ထိုင်ဖူဆိုပြီးတော့ပြောလိုက်ပါတယ်အားလုံးမကြည့်ဘူးတင်ပါတယ်ဒါလေးကတော့ Dr. Stone Series 1လေးပဲဖြစ်ပါတယ် Video 2ကိုတော့နောက်တစ်ပတ်မှာတင်ပေးပါမယ်အားလုံးမကြည့်ဘူးတင်ပါတယ် channel လေးကို subscribe လုပ်ခဲ့ကြပါဦး bye bye နောက် video မှာတွေ့မယ်